အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Safe Channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့တော့လူမျိုးသားတွေအရွယ်ရောက်လူမျိုးပေါ်ဝင်လာတဲ့အခါမှာဖြစ်ပေါ်ပြောင်းလဲလာတဲ့စစ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကမွေးရပါလင်ငင်ငါရဲ့အသေးပိုင်းတွေကိုတော့ primary set characteristic ဖြစ်သတ်မှတ်လို့ရပါတယ် puberty လို့ခေါ်တဲ့အရွယ်ရောက်လူမျိုးပေါ်ဝင်လာတဲ့အခါခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့အတန်ဒီအောလာတာအမွှေးမြင်တွေထူပြောလာတာကြွသားတွေကြီးမားဖွံ့ဖြိုးခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲယူတော့ secondary sex characteristic လို့ခေါ်ပါတယ်။ဒီပြောင်းလဲတွေဟာ testosterone hormone စတင်ထွက်ရှိလာလို့ပဲဖြစ်ပါတယ်။ဒီပြောင်းလဲတွေဟာတဘာဝ physiological ဖြစ်ပေမဲ့အစာပိုင်းမှာတော့ထူးဆန်းကောင်းထူးဆန်းနေနိုင်ပါတယ်။ဒီဗီဒီယိုလေးဆုံးမှာတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ puberty stage ရောက်လို့ရှိရင်ဘာတွေဖြစ်မှာလဲ။ဘာကြောင့်ဖြစ်နေလဲဆိုတဲ့အကြောင်းလေးကိုအကြံဉာဏ်လေးနားလည်သွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ secondary sex characteristic ဆိုတာကတော့လူမျိုးဝင်လာတဲ့ချိန်မှာခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုပြောတာပဲဖြစ်ပါတယ်။သူတို့ကဒီမျိုးပွားခြင်းနဲ့တိုက်ရိုက်မသက်ဆိုင်တော့လည်းပဲဒီပိုင်းဆိုင်ရာငင်းချက်မှုကိုပြဆိုတဲ့အထောက်အထားတွေပဲဖြစ်ပါတယ်။ဒီကောင်းလဲမှုတွေကိုအဓိကဖြစ်ပေါ်နေတဲ့အရာကတော့ testosterone hormone ဖြစ်ပါတယ်။ဒီ hormone ကဆိုလို့ရှိရင်အဓိကအဖြစ် testis လို့ခေါ်တဲ့ဝေးစီရနေပြီးတော့ထုတ်လုပ်ပါတယ်။နောက်ထဲမှာရှိတဲ့ hypothalamus နဲ့ pituitary gland ကနေပြီးတော့ hormone တွေထုတ်လုပ်ခြင်းအဖြစ်ဒီ testis ကိုတွားပြီးတော့ပုံစော်တယ်။ဒီကမှာ testis ကနေပြီးတော့ testosterone hormone တွေကိုထုတ်လုပ်ပြပါတယ်။အတင်းရဲ့အချိန်ကဆိုလို့ရှိရင်တော့အသက်9နှစ်ကနေ14နှစ်ကြားမှာစပြီးတော့အရွယ်ရောက်ပြီးတဲ့အချိန်ထိဒီဟော်မုန်းတွေကဆက်လက်ထုတ်လုပ်နေမှာပဲဖြစ်ပါတယ်။အဓိကရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအနေနဲ့ဆိုလို့ရှိရင်မျိုးပွားအင်္ဂါတွေကြီးထွားလာမယ်။ penis လို့ခေါ်တဲ့လိင်တန် test လို့ခေါ်တဲ့ဝေးစီတွေကြီးလာမယ်။ဒါကတော့ဒီလူတွေပေါ်ဝင်တဲ့အခါမှာပထမဆုံးသင်ကြားတဲ့လက္ခဏာတွေဖြစ်တယ်။ပြီးလို့ရှိရင်ခန္ဓာကိုယ်မှာအမွှေးငင်တွေပုံမပေါက်လာမယ်။နောက်စီးကုံမှုတွေပေါက်လာတယ်။ဂျိုင်းမွေးတွေမျက်နှာမှာဆိုလို့ရှိရင်နှာခမ်းမွေးမိုးစိမ်မွေးပတိုင်းမွေးစတာတွေပေါက်လာမှာပဲဖြစ်ပါတယ်။နောက်ဒီလက်တို့ထီတို့ရင်ဘတ်ဒီဝမ်းပိုက်ဒီစတဲ့နေရာမှာလည်းအမွှေးမြင်တွေပုံမိုးထူထပ်လာတယ်။ဒါတော့လူမျိုးလိုက်တွဲပြားခြားနားနိုင်ကြည့်ပါတယ်။နောက်ကျွန်တော်တို့အတန်ကြီးပြောင်းလာမယ်အတန်ကြီးအောလာမယ်ပိုပြီးအကွဲလာမယ်။ဒီအတန်ပြောင်းတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့က Lawrence လို့ခေါ်တဲ့ဒီအတန်အိုးပေါ့လေအတန်အိုးကြီးကကြီးလာလို့လေဖြစ်ပါတယ်။နောက်ဒီ focal cord ဆိုတဲ့အတန်ကြိုးတွေအရရွှေပြီးတော့ထူထဲလာမယ်။ဒီခါမှာကျွန်တော်တို့အတန်ကြီးယာယီအကွဲချင်းတွေဖြစ်ပေါ်ပြီးတော့နောက်မှာတော့ဒီနဲ့ဒီအတန်ကြီးပြောင်းလာတာပဲဖြစ်ပါတယ်။နောက်ဒီအတန်အိုးကြီးလာတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်တို့ရဲ့ level မှာရှိတဲ့ဒီ advanced upper body lazy ဆိုတာပုံမထင်ရှားလာတာပဲဖြစ်ပါတယ်။ဒီ puberty stage ကိုရောက်တဲ့အခါကျွန်တော်တို့ရဲ့အရံမောင်းခန္ဓာကိုယ်အလုံးထည်ကြီးရုပ်တရက်ကြီးထွားလာနော်။အရက်တွေဆိုလို့ရှိရင်လည်းဂျီမီနီယမ်ပဲရှည်ထွက်လာမယ်။ကျွန်တော်တို့ရဲ့ဒီလက်တွေကဥစွာရှိတဲ့အတွက်ကြောင့်မလို့လက်တိုင်းကြီးအရှိကြီးဖြစ်သွားမယ်။ကျွန်တော်တို့ရဲ့ပခုံးကြီးရင်ဘတ်ဒီကြီးမားကျယ်ပြန့်လာတယ်။နောက်ကျွန်တော်တို့ရဲ့ muscle mass ကြွသားတွေတိတိဆိုတာကြီးထွားဖွံ့ဖြိုးလာတယ်။ကျွန်တော်တို့ရဲ့ယူရီးယာဆိုလို့ရှိရင်လေတပိစာတွေပို့ပြီးတော့တိုးလာတယ်။ကျွန်တော်တို့ရဲ့အရည်ကားမှာဆိုလို့ဆိုရင်လေဒီ sebaceous gland လို့ခေါ်တဲ့အဆီထုတ်တဲ့ gland ကြီးကပုံမအလိုလိုလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့မျက်နှာတွေကြောတွေရင်ဘတ်တွေကအဆီကြီးပြန်လာမယ်ဝက်ချန်ကြီးပေါက်လာတယ်။နောက်ဒီထွေးထုတ်ပြီးတော့ gland လေးဖြစ်တဲ့ epocrine gland ကြီးကြဆိုလို့ရှိရင်လေပိုများပြီးပို့ပြီးတော့အလိုလိုလာတဲ့အတွက်ကြောင့်မလို့ထွေးပိုထွက်လာမယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဂျိုင်းကြီးပေါင်ငံကြီးမှာထွေးအောင်ပြီးတော့အငံဒီမင်းနေနဲ့တူတဲ့ဒီကိုနန့်တွေထွက်လာတာပဲဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအနေနဲ့ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းအတက်ကြောင့်မလို့အုံနောက်ထဲမှာဒီဘက်ကမ္မဆိုင်ရာပြောင်းလဲမှုတွေကြောင့်မလို့စိတ်အပြောင်းလဲမြန်လာမယ်။စိတ်တူလွယ်မယ်ဒေါသထွက်လွယ်မယ်တယောက်နဲ့တယောက်တိုင်လူစိတ်ကြီးပုံမပြင်းထန်လာတယ်။ဒါမှမဟုတ်လို့ရှိရင်စိတ်ကံစားရလွယ်တာနောက်ဒီ libido လို့ခေါ်တဲ့လိင်ဆန္ဒတွေဒီကိစ္စနာတွေစတင်ပေါက်ပွားလာတယ်ပေါ့နော်။စံချေပဲလေးကိုစတင်စိတ်ဝင်လာမယ်။ကျွန်တော်တို့ရဲ့အိတ်သက်မှုပုံစံတွေပြောင်းသွားတယ်။ဥပမာညဘက်ဆိုလို့ရှိရင်တကောင်ကျော်မှအီတာမျိုးကိုမနေ့အိရထားနောက်ကျတာမျိုးတွေအထိစတဲ့စတိပန်ဆိုင်ရာအမှုချင်းပြောင်းလဲလာတာပဲဖြစ်ပါတယ်။အခုကဒီ puberty stage puber ဝင်တဲ့အချိန်စတင်တဲ့အချိန်အတိုင်းတာနေနေဆိုလို့ရှိရင်တော့ပုံမှန်ဆိုလို့ရှိရင်အသက်9နှစ်ကနေပြီးတော့ဒီသတိဉာဏ်မှာစတာကိုပုံမှန်လို့သတ်မှတ်လို့ရတယ်ပေါ့လေ။ဒီပြောင်းလဲမှုတွေကလူတွေကဒီဥရာဖြစ်အကုန်အတူတူပဲဖြစ်တယ်ပေမဲ့ဒီ soft ဖြစ်တာနောက်ကျဖြစ်တာဒါတွေကတော့အနေငယ်ခွာခြားမှုလို့ရှိနိုင်တယ်ပေါ့လေ။နောက်ဒီမျိုးရိုးဗီဇနဲ့ပဲဆိုင်တယ်။ဗီဇမိသားစုရာဇဝင်ကလည်းဒီ puberty stage ဆောတာနောက်ကျတာကိုအချိန်တိုင်းကတခုထိလွှမ်းမိုးထားတယ်။နောက်တစ်ခုကအာဟာရပေါ့လေ။ဒီလုံလောက်တဲ့အာဟာရကျန်းမာတန်ဆွမ်းမှုကလည်းဒီ puberty stage ကိုအဆုံးဖြတ်ပေးတယ်
အေကုန်းချုပ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီပြပေါ်ဝင်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ပြောင်းလဲခြင်းတွေဆိုလို့ရှိရင် testosterone hormone ကြောင့်ပဲဖြစ်ပါတယ်။ပြောင်းလဲမှုတွေအနေနဲ့ဆိုလို့ရှိရင်မျိုးပွားရင်ကလည်းကြီးထွားလာတာအမွှေးမြင့်ကြီးပေါက်မှာအတန်တွေအော်လာတာအရက်မောင်းတွေကြီးထွားလာတာကြက်သားတွေဖွံ့ဖြိုးလာတာစတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီ puberty stage စတင်တဲ့အချိန်ကတော့လူတစ်ယောက်နဲ့တစ်ယောက်တော့မတူညီတတ်ပါဘူး။အရေးကြီးဆုံးကတော့ဒီ puberty stage စတဲ့အချိန်ပေါ့။ဆောရတာနောက်ပြတာတွေကိုမူတည်ပြီးတော့လူတစ်ယောက်ရဲ့တန်ဖိုးတို့ယောက်ျားပိသားတာတွေဒါတွေနဲ့ဆုံးဖြတ်လို့မရဘူးပေါ့လေ။လူတိုင်းကသူ့ time frame နဲ့သူဇီဝကမ္မဖြစ်စဉ်တွေကသူ့ချိန်နဲ့သူဖွံ့ဖြိုးပြောင်းလဲနေရပဲဖြစ်ပါတယ်။ဒီလက္ခဏာရက်တွေကိုနားလည်ထားမှုအဖြစ်ဒီပေါ်ဝင်လာတဲ့အချိန်မှာဖြစ်တတ်တဲ့အပြောင်းလဲတွေကိုစိုးရိမ်ခြင်းမရှိဘဲရင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲဗီဒီယိုကဆိုပေါင်းမှာကြော်လောက်နိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။